မ်းပွင့်တွေဝေနေတဲ့စိမ့်ဆိုတဲ့မြက်ခင်းပြင်ကြီးတစ်ခုမှာစပယ်ဆိုတဲ့ရုံဖြူလေးတစ်ကောင်နေပါတယ်။စပယ်ကနေရွက်ရှည်ရှည်လေးတွေမျက်လုံးနီနီလေးတွေနဲ့အရန်ကိုချစ်စရာကောင်းပါတယ်။သူကနူးညံ့ပြီးကြောက်တတ်ပေမဲ့စိတ်ထဲမှာတော့စွန့်စားခြင်းစိတ်လေးတွေအပြည့်ရှိပါတယ်။တနေ့မှာစပယ်ဟာသူ့အိမ်သားကခြုံပုတ်နားမှာထိုင်နေတော့တခြားယုံအိုကြီးတယောက်ကစပယ်လေးဟိုဘက်တောင်ကုန်းရဲ့နောက်မှာမင်းတစ်ခါမှမမြင်ဘူးသေးတဲ့မုံလာဦးနီတွေရှိရဲ့ကြားတယ်ကွအရန်လဲချိုတဲ့လို့ပြောတာကိုကြားလိုက်ပါတယ်။စပယ်လေးရဲ့ရင်ထဲမှာစွန့်စားခြင်းစိတ်တွေထိုးတက်လာပါတယ်။ချုံမြိန်နဲ့မုံလာဦးနီဆိုတာသူ့အတွက်မမောစရာတစ်ခုပါ။ဒါပေမဲ့တောင်ကုန်းရဲ့နောက်ဆိုတာသူတခါမှမရောက်ဘူးတဲ့နေရာအိမ်နဲ့ဝေးတဲ့နေရာဖြစ်လို့နည်းနည်းတော့ကြောက်မိပါတယ်။ခဏစဉ်းစားပြီးနောက်စပယ်လေးဟာဒီစွန့်စားခန်းကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ပထမဆုံးသူ့မိကိုသွားပြောပါတယ်။အမေယုံမကြီးကစိုးရိမ်တကြီးနဲ့တားလေးဂယုဆိုင်သွားတော့လမ်းမှာဘေးရနေရတွေရှိနိုင်တယ်လို့မှားလိုက်ပါတယ်။စပယ်လေးလဲခေါင်းငိမ်ပြီးဂရိဘေးကခရီးစထွက်ခဲ့ပါတယ်။လမ်းတစ်လျှောက်မှာစပယ်လေးဟာငှက်ကလေးတွေရဲ့တချင်းဆိုတန်ကိုနားထောင်ရင်းလက်ပြလှလှလေးတွေကိုကြည်ရင်သွားခဲ့ပါတယ်။ဒါပေမဲ့တောအုပ်လေးတွေရောက်တော့နည်းနည်းမှောင်ပြီးခြောက်ခြားဖြစ်လာပါတယ်။ခြုံပုတ်တွေထဲကနေအတန်တွေကြားရတော့စပယ်လေးကြောက်ရွံ့လာပါတယ်။ဒါပေမဲ့ချိုမိန်နဲ့မုံလာဦးနီကိုတွေးရင်းရှေ့ဆက်တိုးခဲ့ပါတယ်။မကြခင်မှာပဲစပယ်လေးဟာချောင်းငယ်လေးတစ်ခုနားကိုရောက်လာပါတယ်။ချောင်းကိုဘလို့ဖြတ်ရမလဲမသိပဲတုံဆိုင်နေတော့ဟားကလေးတစ်ကောင်ကဟေ့ယုံဖြူလေးငါကြောပေါ်တက်လိုက်ငါကူးပို့ပေးမယ်လို့ပြောပါတယ်။စပယ်လေးဝမ်းသာသွားပြီးဟားကလေးရဲ့ကြောပေါ်ခုံတက်ကချောင်းကိုဖြတ်ကျော်ခဲ့ပါတယ်။ချောင်းကိုကျော်ပြီးတာနဲ့တောင်ကုန်းလေးပေါ်ကိုရောက်လာပါတယ်။တောင်ကုန်းရဲ့နောက်ဘက်ကိုရောက်တော့စပယ်လေးဝမ်းသာအံ့ဩသွားပါတယ်။တကယ်ပဲလက်ဆက်ပြီးအရွယ်တော်တဲ့မုံလာဦးနီခင်းကြီးကိုသူတွေးလိုက်ရပါတယ်။စပယ်လေးဟာပျော်ပျော်ကြီးမုံလာဦးနီတွေကိုစားပါတော့တယ်။အရန်ကိုချိုပြီးအရသာရှိတာကြောင့်ခရီးပန်းလာတာတွေတောင်မေ့သွားပါတယ်။မုံလာဦးနီတွေဗိုက်ပြည့်အောင်စားပြီးတော့နင်ညိုစပြူလာတာကိုသတိထားမိပါတယ်။အိမ်ပြန်ဖို့အချိန်တန်ပြီဆိုတာသိလိုက်ပါတယ်။စပယ်လေးဟာမုံလာဦးနီတချို့ကိုအိမ်ပြန်လက်ဆောင်ယူသွားဖို့စွန့်ယူခဲ့ပါတယ်။ပြန်လာတဲ့လမ်းမှာတော့စပယ်လေးဟာအရင်ကလိုမကြောက်တော့ပါဘူး။တငယ်ချင်းအစ်စ်ဖားကလေးအကြောင်းသူတွေ့ကြုံခဲ့ရတဲ့စွန့်စားခန်းလေးအကြောင်းကိုတွေးရင်းပျော်ရွှင်စွာပြန်လာခဲ့ပါတယ်။အိမ်ပြန်ရောက်တော့သူ့အမေကိုမုံလာဦးနီတွေပေးပြီးသူ့ရဲ့စွန့်စားခန်းအကြောင်းကိုအသေးစိတ်ပြောပြပါတယ်